အသင်းကြီးအသင်းသေးအထာမထားပဲဦးရဲသူအပြတ်ဆုံးမဲ့ Nottingham Forest နဲ့ Liverpool တို့ရဲ့ Premier League ပွဲစဉ်20ခွန် City Ground မှာစိတ်လှုပ်ရှားစရာအခိုက်အတန့်တွေဖန်တီးလာဖို့ရှိနေတဲ့ဒီတစ်ပတ် weekend ကပွဲစဉ်လေးအပေါ်ရလက်တွေနဲ့တကွပွဲကြိုသုံးသက်ချက်လေးလုပ်ပေးသွားခြင်းပါတယ်အားလုံးပဲမင်္ဂလာပါအမိုင်နယ် football match ကနေကြိုဆိုလိုက်ပါတယ်ပထမဦးစွာနီးပြအပြောင်းလဲနေနဲ့မတိမငြိမ်ဖြစ်နေတဲ့ Forest အသင်းဟာဆိုရင်ယခု2026ခုနှစ်အတွင်းအိမ်ကွင်းရှုံးပွဲမရှိသေးတဲ့အင်မတန်မှာကြောတဲ့အသင်းတစ်သင်းဖြစ်တည်ရှိနေပြီးအဲ့တဲ့လီဗာပူးနဲ့တွေ့ဆုံတိုင်းအမြဲလိုဒုက္ခပေးတတ်တဲ့အစဉ်လာလဲရှိနေပါသေးတယ်အာနီစလောတို့ EPL တိုက်တဲ့ဝင်နာဖြစ်ခဲ့စဉ်ကတပွဲတိုင်းတပွဲတည်နဲ့လီဗာပူးကိုနှစ်ချက်စလုံးမရှုံးအောင်ကစားပြထားပြီးယခုနှစ်ပထမရာသီဝက်မှာလဲဇီသရီနဲ့အန်ဖီဒီကိုတိုက်ရိုက်သွားခဲ့သေးတာပါအဲ့တဲ့အသင်းအနေနဲ့ဒီရာသီအနေမြင့်တက်ကြများစွာဖြင့်ရုန်းကန်နေရသည့်တိုင်အောင်နောက်ပိုင်းပွဲစဉ်တွေမှာရှေ့မှန်ပြန်လာကပြိုင်ပွဲဆုံး9ပွဲမှာ4ပွဲအထိအနိုင်ရထားပြီးအသင်းရဲ့ကစားရန်တစ်ခုကိုပြီးတတ်တွေ့လာနေရပါတယ်ယနေ့ပွဲစဉ်အတွက်လီဗာပူးအသင်းရဲ့ဖူးဘက်တစ်စုံမှာတော့အတော်လေးခြေစွမ်းပြနေတဲ့မီလော့ကာကတ်နဲ့အတူဂျိုကိုမက်လည်းပြန်လဲပါဝင်လာနိုင်မှာဖြစ်လို့ပေါ်ရဲရဲ့မျက်နှုံးမြင့်တောင်းပန်ကစားသမားတွေကိုအကောင်းဆုံးထိန်းချုပ်လာဖို့ရှိပြီးအင်ရှင်ဘက်ကအမြဲဒုက္ခပေးတဲ့ give away ဂျေဇက်အတွဲကိုလည်းလီဗာပူးနောက်တန်းကတတိကြီးထားသွားရမှာပါအန်ဒါဆန်ဦးဆောင်လာမဲ့ကွင်းလယ်ဟာဆိုရင်လီဗာပူးရဲ့မာကာဂရာဘီဆီယာနဘာနဲ့အားပြိုင်သွားကြရမှာဖြစ်လို့မစ်ဖီဘက်ဒယ်တွေနဲ့ပွဲကတကယ်ကိုအကျိတ်နဲ့ရှိလာနိုင်ပါတယ်ခြေစွမ်းပြောင်းနေတဲ့ကိုဒီကဘိုကိုဒီပွဲအတွက်လိုင်းနဲ့အောက်ထားပြီးဖလော်ရီယန်ပြက်နဲ့ဆိုဘိုတို့အားဘဲတောင်မန်နီယာတလဲစီတာဝန်ယူစေတဲ့ကစားကွက်ကိုမြင်ချင်ပေမဲ့ဒီပြကြီးအာနီစလော့ကတော့ဘလို့ပွဲထုတ်လာမလဲအတိအကျမသိရသေးပါဘူးဖော်ရက်အသင်းအတွက်အမြဲတမ်းခြေစွမ်းပြနေတဲ့နီကိုဝီလန်ရဲ့ဘဲချမ်းမှာတော့မိုဟာမက်ဆာလက်တယောက်ဘလောက်ထိလှုပ်ပြနိုင်မလဲရှူစားရမှာဖြစ်ပြီးဘကိုးသားတို့ရဲ့တိုက်စစ်ပိုင်းကလည်းဂိုးပေါက်ပြောက်နေတာကြားပြီးဖြစ်လို့ယနေ့ပွဲကိုအကျိုးများစေမလားစောင့်ကြည့်သွားရတော့မှာပါတန်းချင်းဆောင်တာကတ်နေခြင်းနဲ့ UCL ဝင်ခွင့်ရရှိရေးအတွက်ဖိအားများစွာရှိနေကြတဲ့ဒီနှစ်သင်းဟာယခုအခါပရီးမီးယားလိဒုတိယကြောအဖြစ်ပြန်လည်တွေ့ဆုံသွားကြမှာဖြစ်ပြီးနီးပြအသင်းနဲ့အဝင်ခွင့်ကြမရှိသေးတဲ့တစ်တော်အသင်းကိုဘကိုးသားတို့အကောင်းဆုံးပြန်လည်ရှေ့ပသွားနိုင်မလားအိမ်ကွင်းအားသာချက်နဲ့ Forest တို့ကပဲနေရာဒီဆက်အရှုံးမရှိအောင်ကစားပြသွားနိုင်မလားဆိုတာရင်ကုန်စိတ်လှုပ်ရှားစရာအခြေအနေဖြစ်ပါတယ်ကျွန်တော်အထင်ကတော့ City Ground မှာသွားရောက်ကစားရမှာဖြစ်ပေမဲ့လို့ပုံစံကောင်းတွေပြလာနိုင်နေပြီဖြစ်တဲ့လီဗာပူးဘက်ကပဲနှစ်ကိုးအသာနဲ့အနိုင်ရရှိသွားမယ်လို့ထင်မြင်မိပါတယ်ညီကိုတို့ရောဒီပွဲရလက်ကိုဘယ်လိုခံမှန်းချင်ပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အသေးတွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်